အားလုံးပဲမင်္ဂလာပါ The Goddess Tarot နဲ့ Mizu Serenity မှာ Mizu ဖြစ်ပါတယ်ဒီနေ့မှာ manifestation နဲ့ပတ်သက်တဲ့နောက်ထပ်မေးခွန်းလေးတစ်ခုကို Mizu ဒီဗီဒီယိုလေးနဲ့ဖြေကြားချင်ပါတယ် manifestation တစ်ခုကိုပြုလုပ်လိုက်တဲ့အခါမှာမိမိလိုချင်တဲ့ manifestation ဆန္ဒ wish ကချက်ချင်းဖြစ်လာသလားဒါမှမဟုတ်အချိန်ယူတတ်သလားအဲ့ဒီမေးခွန်းလေးဖြစ်ပါတယ်အဲ့တော့ Mizu ကိုမှသိတဲ့သူတွေ Mizu ရဲ့ page ထဲကိုလည်းဝင်ကြည့်ပေးလို့ရတယ် TikTok ထဲကိုလည်းဝင်ကြည့်ပေးလို့ရတယ်manifestation နဲ့ပတ်သက်ပြီးတော့ပြောခဲ့တာတော့တော်တော်ကြာပါပြီ2019ဒါ Mizu စပြီးတော့ page လုပ်ခဲ့ရပါဒါပေမဲ့ law of attraction ကို Mizu practice လုပ်တာ2019ကလေးကစလုပ်ခဲ့တာပါเนาะလောလောဆယ်မှာ Australia မှာ Mizu ကနေပါတယ်နောက် spiritual ဘိုင်းဆိုင်ရာတွေအဓိကတော့ဒီဘက်ချမ်းအသင်ကြားမှုတွေပေါ့နော်တချို့တော်တော်များဘာသာရေးတွေကိုလည်း Mizu တက်မြောက်ထားပါတယ် manifestation course တွေလည်းဖွင့်ခဲ့တာကြာပြီအခုမကြာခင်မှာတော့ love manifestation course လေးတစ်ခုဖွင့်ဖို့ရှိသေးတယ်เนาะစိတ်ဝင်စားတဲ့သူတွေ Facebook page မှာတော့ကြော်ညာ link လေးထားပေးထားတယ်เนาะအဲ့တော့ဒါကတော့ Mizu ကိုမသိသေးတဲ့သူတွေအတွက်ပြန်ပြီးတော့ intro လေးဝင်တာပါtarot readings တွေလည်းလုပ်ပါတယ်เนาะတကယ်လို့စိတ်ဝင်စားတဲ့သူတွေ page messenger ကို Facebook ကိုဆက်သွယ်ပြီးတော့ booking ယူတာတို့နောက်ပြီးတော့ manifestation course လေးတွေစုံစမ်းတာတို့နောက်တခြားသင်တန်းတွေလည်း Mizu မှာရှိပါတယ်เนาะစိတ်ဝင်စားတဲ့သူတွေတော့ page ကိုဆက်သွယ်လို့ရပါတယ်Okay အဲ့တော့ပြန်သွားမယ်နော်မိကွန်းလေးကို manifestation တစ်ခုက instant ဖြစ်လာသလားဆိုလို့ရှိရင်အရင်တော့ကတော့ YouTube မှာ video တွေကိုယ်တိုင်လည်းဒါကြည့်ခဲ့တဲ့အချိန်တွေတုန်းကပေါ့နော်တော်တော်များများပြောကြတာက manifestation တစ်ခုကိုလုပ်လိုက်လို့ရှိရင်ကိုယ့်ရဲ့အတွေးတဲ့စိတ်ကူးထဲမှာ visualize လုပ်တဲ့အခါမှာ manifestation ကဖြစ်နေတကယ်လို့ visualize လုပ်ရတယ်ဆိုတော့အဲ့ဒီအချိန်မှာဖြစ်ပြီးသွားပြီပေါ့အဲ့တော့ reality နဲ့တကယ်စိတ်ထဲမှာရှိတဲ့အရာနဲ့ကတသားတည်းဖြစ်ပြီးဆိုတဲ့အတွက်ကြောင့်မလို့တချို့သူတွေကပြောကြတယ် manifestation ဆိုတာကတဲ့လက်ဖြောက်တီးသလိုမျိုးကိုယုံကြည်ရင် instant ဖြစ်တယ်တဲ့เนาะတချို့ကြတော့လဲကိုယုံကြည်လာတဲ့အချိန်ကြလို့ရှိရင်ဖြစ်လာတယ်ဆိုပြီးတော့ပြောတာပေါ့เนาะအဲ့တော့ကြောက်နဲ့ကြောက်မတူကြဘူးတော်တော်များများ coach တွေကလေ confidence ရှိနဲ့ဒီနိုင်ငံသားမှာလည်းရှိပါတယ်เนาะဒါကတော့ manifestation coach တွေကတယောက်နဲ့ကြောင်မတူနိုင်ဘူးပေါ့နော်ဒါပေမဲ့ Mizu ကတော့ Mizu ရဲ့အတွေ့အကြုံတွေအရာပဲပြောမယ်ဆိုရင် manifestation ကလက်ဖြောက်တီးသလိုတော့မဖြစ်ဘူးဘာလို့လဲဆိုတော့မိမိရဲ့စိတ်ကူးထဲမှာဖြစ်နေတကယ်တော့အတွေးထဲမှာမြင်ရောက်နိုင်တယ်ပုံဖော်နိုင်ပြီဆိုရင် physical reality မှာအဲ့ဒီပြောရလို့ရှိရင်မမြင်ရတဲ့ energetic way aspect ပေါ့နော်ဒီ dimension မှာဒီပုံရိပ်တွေကို universe ကသိပြီးသွားပြီuniverse ကဒါနင်လိုချင်တာဆိုပြီးတော့လက်ခံပြီးသွားပြီဆိုပေမဲ့အခုဒီတကယ် physical reality ထိတွေ့လို့ရတဲ့ဒီလို physical world မှာဖြစ်လာဖို့ things တွေကို move လုပ်ရတဲ့အချိန်ရှိတယ်ရွှေ့ရတာတွေရှိတယ်ဥပမာကိုကတစ်ဖက်သူကို manifest လုပ်မယ်ဆိုပါတော့เนาะတစ်ဖက်သူနဲ့ကိုနဲ့ကစကားပြောတဲ့အဆင့်လောက်ပဲရှိသေးတယ်သူကလည်းကိုယ့်ပေါ်ကြိုက်မကြိုက်လည်းမသိရသေးဘူးဘာမှမသိနေဘူးဆိုတဲ့အချိန်တွေမှာလက်ဖြောက်တည်သလိုဖြစ်ဖို့ကတော့ခက်တယ်လीเนาะအဲ့တော့အရင်ဆုံးရှိနေပြီးသားအခြေအနေတွေ feelings တွေကို grow ဖြစ်အောင်လုပ်ရမယ်တစ်ဖက်သူနဲ့ကိုနဲ့ပို့ပြီးတော့ရှေ့ဆက်သွားလို့ရမယ်အကြောင်းတိုက်ဆိုင်မဲ့ coincidence တွေကိုဖန်တီးပေးရမယ်အဲ့ဒီအတွက်ကြောင့်မလို့အဲ့လို things တွေကို move ရတဲ့အတွက်ဘလို့ပဲဖြစ်ဖြစ်အချိန်ကယူမှာပဲတစ်လလည်းဖြစ်နိုင်တယ်နှစ်လလည်းဖြစ်နိုင်တယ်တစ်နှစ်လည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့စိတ်ထားပုံထားနည်းရလဲလိုသေးတယ် universe က things တွေကို move နေတဲ့အချိန်မှာကိုက flow ဖြစ်နေ I trust you fully ဆိုတဲ့စိတ်နဲ့ alive ဖြစ်အောင်နေမယ်ဆိုရင် universe ရဲ့ timeline အတိုင်းဖြစ်မယ်တကယ်လို့ universe ကစီစဉ်ပေးနေတာကိုကိုကမယုံကြည်ဘူးပေါ့နော်စိတ်ထဲမှာကိုကတော့မယုံလို့မပြောနေဘူးဒါပေမဲ့တစ်ချိန်လုံးဘယ်တော့ဖြစ်မလဲဆိုပြီးတော့စိတ်ထဲမှာ question mark ဖြစ်နေလို့ရှိရင် you are not trusting the universe you are not trusting the process เนาะအဲ့ဒီအခါကျရင်အဲ့လိုမျိုးကိုယ့်ရဲ့အတွေးတွေစိတ်ကူးတွေကအနှောက်အတားအဟန့်အတားပေါ့အနှောက်တားပြီးတဲ့အဟန့်အတားဖြစ်စေတယ်ဒါကြောင့်မလို့ manifestation တကူကလက်ဖြောက်တီးသလိုမျိုးမဖြစ်ပါဘူးကိုယ့် energy တွေတခါလေဘလောက်ကောင်းအောင်ပဲထားဘလောက်ထိပဲပေါ့နော်ကိုယ့်ဘက်ကနေ flow ဖြစ်အောင်ပဲနေတချို့အရာတွေကသူ့အချိန်နဲ့သူဖြစ်တာအဲ့တော့ကိုကလုံနိုင်တာက universe ကအဲ့လိုတွေစီစဉ်နေတဲ့အချိန်မှာပူလောင်မှုမရှိဘဲနဲ့စူးစမ်းပြီးတော့ကိုပဲ work on လုပ်တာတို့ positive affirmations တွေနဲ့ပဲသွားတာမျိုးဆိုလို့ရှိရင် yes universe is making your wish coming true in his own divine time เนาะသူ့ရဲ့ divine time ကြရင်စီစဉ်ပေးလိမ့်မယ်အဲ့တော့ကို online ကလူတွေကချက်ချင်းဖြစ်ပါမယ်3ရက်အတွင်းဖြစ်မယ်5ရက်အတွင်းဖြစ်မယ်1လအတွင်းဖြစ်အောင်လုပ်နိုင်တယ်လို့ပြောရင်တေချာချင်းချင်းစဉ်းစားပြီးတော့မှ go ahead လုပ်စေချင်ပါတယ်ဒါမှမဟုတ်သူများတွေကိုလည်းဒါစော်ကားတာမဟုတ်ဘူးspare တွေ ritual တွေလုပ်ရင်တော့မှ1လအတွင်းဖြစ်မယ်2လအတွင်းဖြစ်မယ်လို့ပြောလို့ရှိရင်အဲ့လိုပြောတဲ့လူဟာတဲ့မမှန်ကန်တဲ့လူဖြစ်ဖို့များတယ်တဲ့ဒါဒီဘက်ချမ်းက
သူတွေကိုယ်တိုင်ကိုကဒါမျိုးဆိုသင်ကြားခဲ့တဲ့ဆရာမတွေကိုယ်တိုင်ကိုကနော်သူတို့ဘယ်တော့မှဒီအချိန်မှာဖြစ်မယ်ဒီလိုဖြစ်မယ်100%ဖြစ်မယ်လို့မပြောပါဘူး။ဘာလို့ spell တွေ ritual တွေဆိုတာလဲ energetic aspect real world မှာမဟုတ်ဘဲနဲ့သူကလည်း dimension တစ်ခုမှာ energy work ဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်အရာမဆိုသူ့ own divine time နဲ့သွားပါတယ်နော်။အဲ့တော့ manifestation တွေအခုဖြစ်မှာလားငါအခုလုပ်လိုက်လို့ရှိရင်နောက်တစ်ပတ်တည်းဖြစ်မှာလားလို့မစင်စားပါနဲ့ manifestation လုပ်ရင် fully trust the process and go with the flow သွားပါနော်အဲ့တော့ဒါလေးကတော့ manifestation နဲ့ပတ်သက်တဲ့ another information လေးဖြစ်ပါတယ်အားလုံးပဲနောက်ထပ်ဗီဒီယိုကြတော့မျိုးတို့ပြန်လည်ဆုံတွေ့ကြမှာနော်